ဘက်မှာအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမ်းမာရင်ကောင်းနေပါတယ်ပရိသတ်ကြီးရောကျမ်းမာရင်ကောင်းနေတာကြားဆိုပြီးပြောနေတာဟိုတနေ့ကမမတွေ့ရနော်ဒီတစ်ပုတ်ကလည်း EG ကိုပိုင်လေတန်းကျောင်းကကျင်းပတဲ့စကေလူပြိုင်ပွဲမှာတစ်ဖက်ကချမ်းသာခြင်းတဲ့ကျမ်းမာခြင်းကပိုရေးကြီးတယ်ဆိုတော့အစိုးတင်သွင်းပြီးတော့တစ်ဖက်ကလည်းချမ်းသာခြင်းကပိုရေးကြီးတယ်ဆိုတော့အရှိကိုဒါဘယ်လိုတွေရှေ့ပသွားမလဲဆိုတော့ကျွန်တော်တို့ကြည့်တော့မှာဖြစ်ပါတယ်လက်စကုအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ချမ်းသာခြင်းတဲ့ကျမ်းမာခြင်းကပိုကောင်းတယ်ဆိုတဲ့အဆိုကိုရဲရဲကြီးတင်သွင်းတော့မယ်အဆိုချင်းမဆုမြတ်ကြောင့်ပဲဖြစ်ပါတယ်ရှင်တကယ်လေကျမ်းမာခြင်းကချမ်းသာခြင်းတဲ့ကိုပိုကောင်းပါတယ်ညီမလေးတို့ရေညီမလေးမမပြောမယ်နော်ညီမလေးတို့အခုကျမ်းမာရေးတစ်ခုမကောင်းဘူးဆိုရင်ဝေပုံကြီးပေးပြီးတော့ကျမ်းမာရေးကိုပြောင်းလုံးနိုင်လို့လားညီမလေးတို့ရေအဲ့လိုမျိုးသာလုံးနိုင်မယ်ဆိုရင်တောက်တန်နေအာတုဘတွေကရှိလာတော့မှမဟုတ်ပါဘူးရှင်မမတို့မြန်မာမှုမှာပထမရွယ်ပညာရှာဒုတိယရွယ်ဥစ္စာရှာတတိယရွယ်တရားရှာလို့ပြောထားပါတယ်ရှင်ပထမရွယ်ပညာရှာဖို့ဆိုရင်တော့ကျမ်းမာနေမှရပါမယ်ရှင်မကျမ်းမာတဲ့သူကတော့ပညာကိုရှာဖွေနိုင်မှာမဟုတ်ပါဘူးရှင်ပြိဿကြီးတို့တော်မှတရက်နေမကောင်းဖြစ်တာနဲ့ကြောင်းပြကြရတယ်မဟုတ်လားရှင်အဲ့ဒီတော့ဘလို့ပညာကိုရှာဖွေနိုင်ပါလေရှင်ပညာတော့မရှာဖွေနိုင်ဘူးဆိုတော့ဒုတိယရွယ်ဥစ္စာရောညီမလေးတို့ကရှာဖွေနိုင်ပါလေလားရှင်ဥစ္စာနောက်ဆုံးမှာတော့ဂရေ80တထေးသားလို့ဆင်းရဲဒုက္ခရောက်ပြီးခွက်ရွေးနေရမယ်နော်ညီမလေးတို့ရဲ့ဥစ္စာညီမလေးတို့အခုညီမလေးတို့မှာရှိနေတဲ့ရှမ်းသာမှုတွေကအဲ့ကြရေထဲကိုဂဲလုံးလေးကလုံးဆိုထည့်လိုက်တော့ပလုံးဆိုအကောင်လုံးပလုံးကျသွားမှာပဲဖြစ်ပါတယ်ရှင်ဥစ္စာတော့မရှာနိုင်ဘူးဆိုမှတော့တရားရောရှာနိုင်မလားရှင်မမတို့လိုကျမ်းမာတဲ့သူတွေကတော့တရားပေါ်လာအောင်ကောင်းစွာအားထုတ်နေမှာပေါ့နော်အဲ့ချိန်မှာညီမလေးတို့ကတော့ဟိုနားနာလိုက်တာဒီနားနာလိုက်တာနဲ့ချက်စီပါဖျားတရားကိုကောင်းစွာအားထုတ်နိုင်မှာမဟုတ်ပါဘူးရှင်တရားအားမထုတ်နိုင်တော့နိဗ္ဗာန်လမ်းကိုမသွားရတော့ဘူးပေါ့ရှင်အဲ့ဒီချိန်မှာမမတို့ကျမ်းမာတဲ့သူတွေကတော့နိဗ္ဗာန်လမ်းကိုမျက်မှောက်ပြုနေမှာပေါ့ရှင်ညီမလေးကတော့သင်မင်းနဲ့စစ်ခင်းနေရပြီဒီနေ့သင်မလားမနေ့ပြန်သင်မလားညသင်မလားကိုအချိန်တိုင်းတွေးတော့နေရမှာပေါ့ရှင်ညီမလေးကပြောပါတယ်နော်လူတစ်ယောက်ကတဲ့မိတ်ဆက်ရင်တဲ့ကျမ်းမာတယ်လို့သာပြောတာကြည့်ရင်တော့တဲ့စီးစိမ်ဥစ္စာတွေကိုကြည့်တယ်တဲ့ဒါဆိုရင်ကလေးတစ်ယောက်မွေးရောကျမ်းမာပါစေချမ်းသာပါစေလို့ဆုပေးတယ်ပဲထားပါတော့ကျမ်းမာခြင်းကိုပဲအရင်မေးတာလေဟဲ့ဒီကလေးလေးကျမ်းမာရဲ့လားရှင်လက်အင်္ဂါဆောင်ရဲ့လားလို့မေးတာပေါ့ဟဲ့ကလေးရေနေရဘယ်နေ့ချမ်းသာမှလဲလို့ဘသူကမေးလို့လဲညီမလေးတို့ရေဒါကြောင့်မို့ကျမကချမ်းသာခြင်းတဲ့ကျမ်းမာခြင်းကပိုကောင်းတယ်ဆိုတဲ့အဆိုကိုရဲရဲကြီးဆိုတင်သွင်းလိုက်ရပါတယ်ရှင်ကဲရှုံလေးနဲ့ပြန်လဲရှေ့ပါရတော့မယ်အချိန်ကိုရောက်လာပါပြီလက်စကုအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အားလုံးသိကြတဲ့အတိုင်းရုပ်ချောနဲ့နမဲကြော်နေတဲ့မောင်ဟဲသူတော်ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ကတော့စောနာမမပြောသွားတယ်ချမ်းသာခြင်းကချမ်းသာခြင်းတက်ပိုအရေးကြီးတယ်ဆိုတာလက်မခံနိုင်တဲ့အတွက်ချမ်းသာခြင်းကချမ်းသာခြင်းတက်ပိုအရေးကြီးတယ်ဆိုတာကိုပြန်လဲချိန်ပသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးတို့ရောသူပြောတာကိုလက်ခံနိုင်လားဗျာပရိသတ်ကြီးတို့ရောတနေ့ကျရင်တထေးမဖြစ်ချင်ကြဘူးလားခင်ဗျာဒါပဲလေခင်ဗျာမမရေကြည့်ပါဦးအကုန်လုံးကတရင်ဖြစ်ချင်ကြပါတယ်အခုကျွန်တော်ပညာရေးလေးစလိုက်ကျွန်တော်တို့အခုကျောင်းပညာလာတင်နေတယ်ဆိုတာတနေ့ကျရင်ကျွန်တော်တို့ရှီမန်းချက်တွေပြေးသွားဖို့တထေးဖြစ်ဖို့အတွက်ကျွန်တော်တို့ပညာလာတင်နေရဗျာတနေ့ကျွန်တော်တို့ကျမ်းမာရေးကောင်းဖို့ဆိုပြီးပညာလာတင်တာမဟုတ်တာမမရေဟုတ်တယ်မလားပရိသတ်ကြီးတို့ရေတထေးဖြစ်ပြီဆိုရင်ဗျာကိုလှုပ်ချင်တာအကုန်လုံးလို့ရတယ်ဥပမာကော်ဖီတိုင်းလေးကြိုင်ဒူဘိုင်းမဲ့သွားပြီးရွှေကော်ဖီလေးတောက်လိုက်မလားအင်္ဂလန်သွားပြီးဒီနှစ်မန်ချက်စတာယူနိုက်တက်ပရီးမီးယားလိရတာလေးပဲသွားကြည့်လိုက်မလားဟုတ်တယ်မလားပရိသတ်ကြီးတို့ရေအဲ့ဒါကြီးလုံးဝဘာလို့ပါလဲပရိသတ်ကြီးတို့ဝေးလို့ပါတယ်ခင်ဗျာအဲ့ဒါကြောင့်ကျွန်တော်တို့တထေးပြဖို့ကအရေးကြီးပါတယ်ပြီးတော့တထေးတွေကပတ်သက်မရှိတဲ့လူတွေကတခြားလူကိုကျမ်းမာပါစေလို့ပြောပါတယ်ဒါပေမဲ့တထေးတွေကဘာပြောကြလဲသိလားမမ
မဟုတ်ပါဘူးငါကြောင့်မင်းချမ်းမပါလေဆိုပြီးတော့စေးဘိုးဝါကပေးလိုက်နိုင်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်ပတ်စံပို့ရေးကြည့်ပါတယ်ပြီးတော့ဒီဘက်မှာတထေးတွေကကိုယ့်ရဲ့ရီမန်းချက်ဖြစ်ဖို့တနေ့ကျရင်တထေးဖြစ်ဖို့အတွက်ပြောနေချိန်မှာမမဒီဘက်မှာအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမ်းမာရင်ကောင်းနေပါတယ်ပရိသတ်ကြီးရောကျမ်းမာရင်ကောင်းနေတာကြာဆိုပြီးပြောနေတာဟိုတနေ့ကမမတွေ့ရင်နော်ဒါမဲ့ကျွန်တော်မပြောပါဘူးခင်ဗျအဲ့ဒါကြောင့်ပတ်စံပို့ပြီးတော့အရေးကြီးပါတယ်ခင်ဗျပြီးတော့မမတတဲတို့မမချင်းတို့လိုရွှေတွေတပိတ်တာဝစ်ဖို့ဝစ်ပြီးကြွားနိုင်ဖို့ဆိုရင်ဘာလို့ပါလဲပြိတ္တကြီးရောမန်းနီဒါပဲပတ်စံလိုပါတယ်ခင်ဗျာအားကြောင့်ပတ်စံအရေးကြီးပါတယ်ခင်ဗျာပြီးတော့မမတတဲလို့ဒီကောမန်လေးကိုချစ်လို့ပြန်ပြီးတာနော်ချစ်လို့ဘာကြီးလဲပြိတ္တကြီးတို့ရေချစ်လို့ဒါပါပဲဗျာအဲ့ဒါကြောင့်ပတ်စံအများကြီးရေးကြည့်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့နေမကောင်းဖြစ်ပြီဆိုရင်ဗျာဟိုတကဘာလုံးမှာရှိတဲ့အထူးကုဆရာဝန်ကြီးစုပြီးတော့ကျွန်တော်အိမ်မှာလာပြီးတော့နေသားကပေးပြီးတော့ဗျာစိတ်ကူခိုင်းလိုက်မယ်ဗျာတကယ်လို့ပတ်စံမရှိဘူးဆိုရင်တော့လမ်းတိုက်ရ MBBS ဘွဲ့ပဲရတာလေဆရာဝန်နဲ့တော့ပြရမယ်နော်မမအဲ့ဒါကြောင့်ပတ်စံအရေးကြီးပါတယ်ဗျာပတ်စံရှိကျွန်တော်တို့ဘာမှမဆိုလုပ်လို့ရပါတယ်တကယ်လို့တင်မင်းနဲ့တွေ့မယ်ဗျာကျွန်တော်တို့ကအခုတည်းကကျွန်တော်တို့ကောင်းမှုကုသိုလ်တွေအများကြီးလုပ်မယ်နေ့တိုင်းကောင်းမှုကုသိုလ်တွေလုပ်မယ်ဗျာပြီးရင်တင်မင်းကိုကြော်ဖြတ်ပြီးတော့တင်မင်းကိုတက်တာဘာပိုင်လုပ်ပြီးတော့နတ်ပြည်မှာနတ်သမီးလေးတွေနဲ့သွားပြီးကျင်နာလို့ရရလေဗျာဟုတ်တယ်မလားပြိတ္တကြီးတို့ရေဒါကြောင့်ကျမ်းမာခြင်းချက်ချမ်းသာခြင်းကအများကြီးပိုရေးကြည့်ပါရဲ့ခင်ဗျာမမကျွန်တော်အခုပြောရတာစိတ်မဆိုးပါနဲ့နော်အဲ့ဒါကြောင့်ကျွန်တော်ကချမ်းသာခြင်းကကျမ်းမာခြင်းချက်ပိုရေးကြည့်တယ်ဆိုတာကိုရဲကြီးပြန်နေခြေပါလိုက်ရပါတယ်ခင်ဗျာကဲအားလုံးပဲမြင်တွေ့ရတဲ့အတိုင်းပဲစကားပြောစွမ်းရည်တွေကတော့တော်တော်လေးကောင်းကြတယ်အဲ့တော့အားလုံးပဲအဆုံးထိကြည့်ပြီးကျေးဇူးများတင်တယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ပါမယ်ဗျာအားလုံးပဲအဆင်ပြေကြပါစေဗျာ